မာပြည်ကနေလူကုန်ကူးခံရသူတွေရဲ့အခွင့်အရေးနဲ့တရားရုံးလုပ်ငန်းစဉ်တွေကိုအသိပညာပေးနိုင်ဖို့ NGO တွေတရားစီရင်ရေးနဲ့တရားစွဲတင်ရေးအဖွဲ့တွေပါဝင်တဲ့ပထမဆုံးတွေ့ဆုံမှုကိုဇန်နဝါရီ15ရက်နေ့ကရန်ကုန်မီကာဆာဟိုတယ်မှာကျင်းပခဲ့ပါတယ်။မြန်မာပြည်ကလူကုန်ကူးခံရသူတွေကျူးလွန်သူတွေကိုဘယ်လိုတရားစွဲဆိုနိုင်မလဲ။မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ရဲ့ဦးဆောင်မှုနဲ့ဩစတြေးလျအာရှလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ကကျင်းပတဲ့ဒီဆွေးနွေးပွဲဟာမဲခေါင်မြစ်ဝှမ်းဒေသနဲ့အာဆီယံနိုင်ငံကြားမြန်မာပြည်ကတားဆီးတိုက်ဖျက်ရေးကထိပ်ဆုံးမှာရှိနေပေမဲ့အိမ်နီးချင်းနိုင်ငံတွေမှာလူကုန်ကူးခံရတာကြောင့်တရားရုံးတွေမှာဆွဲဆိုဖို့အထောက်အထားတွေအတွက်ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတာကိုနီးလန်းနေဆွေးနွေးကြတာပါလို့ဒုတိယရဲမှူးကြီးခင်မောင်လကခမာရွတ်မီဒီယာကိုရှင်းပြပါရယ်ဒီဥရောလူကုန်ကူးမှုတွေကိုအမှုဖွင့်နေတရားစွဲတဲ့အခါမှာတကယ်နော်ခေါင်းပုံဖြတ်ခံရတဲ့ဒီဖြစ်စဉ်တွေကပြပမှာဖြစ်တာနော်နိုင်ငံတကာဒီအိမ်နီးချင်းနိုင်ငံတွေမှာဖြစ်နေတာလူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကိုထိရောက်ရောက်လုပ်နိုင်ဖို့အတွက်အဓိကအခမ်းအနားကဏ္ဍကပါတယ်ဒီဗီတင်တွေရဲ့စွမ်းရည်ကိုမြင့်ပေးမယ်ဒီဗီတင်တွေရတဲ့အခွင့်အရေးတွေကိုဝါရှော့မှာညှိနှိုင်းကြမယ်နောက်ပြီးတော့ဒီဗီတင်တွေပူပေါင်းပါဝင်လာအောင်ပူပေါင်းပါဝင်နေဆိုတော့ကလည်းတရားရုံးလုပ်ငန်းစဉ်တွေကိုသူတို့သိမှာနော်ဒီလိုသိအောင်ဥတို့ကဘယ်လိုလုပ်ပေးမလဲဆိုတော့ဥတို့ဒီပြည်တွင်းမှာရှိတဲ့ဥတို့ဒီ law enforcement အဖွဲ့တွေပေါ့နော်နောက်တရားစီရင်အဖွဲ့တွေတရားစွဲတင်တဲ့အဖွဲ့တွေအားလုံးရော NGO ရောပြည်တွင်းမှာရှိတဲ့အဖွဲ့အစည်းတွေပေါင်းစပ်ပြီးတော့ပြည်ချတဲ့ပွဲဖြစ်ပါတယ်လူကုန်ကူးခံခဲ့ရသူတွေကအဓိကတပ်သည့်အဖြစ်တရားရုံးတွေမှာသုံးနေရတာမို့ခံခဲ့ရသူတွေအတွက်အခွင့်အရေးကိုဘယ်လိုကာကွယ်မလဲစိတ်သက်ချဆင်းမှုတွေကိုဘယ်လိုကူညီမြင့်တင်ပေးမလဲဆိုတာတွေကိုပါသိအောင်လုပ်မယ်အကြောင်းကိုပါဆွေးနွေးသွားမယ်လို့ဆိုပါတယ်မြန်မာနိုင်ငံရေးဆွဲပြဋ္ဌာန်းထားတဲ့လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေကိုပြန်လည်ပြင်ဆင်ဖို့လိုအပ်နေတာတွေကဆွေးနွေးပြီးသားဖြစ်ပေမဲ့ဆွေးနွေးဖို့လိုအပ်တဲ့အချက်တွေကိုထပ်ဆွေးနွေးသွားမယ်လို့ပြည်ထောင်စုရှေ့နေရုံးချုပ်ကဒေါ်တီတီရွှေကပြောပါတယ်လူကုန်ကူးမှုမြင့်တက်လာတာစီးပွားရေးအခက်အခဲကြောင့်ဖြစ်ပြီးအဓိကအများဆုံးကတရုတ်နိုင်ငံကိုဇနီးမယားအဖြစ်ရောင်းစားတာလို့ဆိုပါတယ်ဥပဒေကတော့လိုက်ရောညီထွေမှုရှိတဲ့အပိုင်းလေးတွေများလာပါတယ်။များလာတဲ့အခါကျတော့ဥပဒေပြင်ဖို့လည်းကျမတို့ပြီးခဲ့တဲ့ workshop တုန်းကဆွေးနွေးနေပါပြီ။ဥပဒေကိုဘယ်ပိုင်းနဲ့ပြင်ကြမလဲ။နော်။နောက်ဒီဥပဒေရေးဆွဲမယ်ဆိုတော့ဒီဥပဒေမှာဘယ်ဟာတွေကိုထပ်မှန်ပြီးတော့လိုအပ်တဲ့ဟာတွေဘယ်လိုမျိုးထပ်မှန်ပြီးတော့ဖြည့်ဆွတ်ကြမလဲဆိုတာကိုဆွေးနွေးပြီးသားရှိပါတယ်။ဆက်ပြီးတော့လည်းဆွေးနွေးဖို့လည်းဆောင်ရွက်နေပါတယ်။လူကုန်ကူးတွေများတော့စီးပွားရေးကြောင့်အခက်အခဲကြောင့်ဖြစ်တာကျမကြုံတွေ့ရတယ်။ကျမတို့အမှုစစ်နေတဲ့အခါမျိုးပေါ့လေတွေ့ရတာတော့တရုတ်ပြည်ကိုပေါ့နော်တရုတ်ပါဒီ marriage အတွက်ပေါ့နော်ဒီလက်ထပ်ထိညာမှုတရုတ်တွေအဲ့ဒါတွေတွေ့ကြတာများပါတယ်